တော့နော်တပတ်ကိုတစ်ခါမရိုးရဘူး woman လေးရတော့ပြီးခဲ့တဲ့ woman လေးကဒီရန်ကုန် United နဲ့ရှမ်း United တို့ကအိမ်ကွင်းမှာဆော့ခဲ့တဲ့မှာပြဿနာလေးဖြစ်သွားကြတာတော့အားလုံးသိပြီးသားဖြစ်ပါမယ်နိအကြီးကျယ်ဖြစ်တာမို့လို့အမားတို့လည်းအများကြီးသတင်းရှက်ပြီးပြောမနေတော့ဘူးဒါပေမဲ့ဒီ woman လေးကဒီပြီးခဲ့တဲ့အပတ်စဉ်ကိုပြန်ပြီးစစ်ဆေးမှုတွေပြန်ပြီးကြစ်ကြက်မှုတွေပြန်လုပ်တဲ့အခါမှာတွေ့ရှိပြီးရောပြစ်ဒဏ်တွေတို့များများချလိုက်တယ်ဘာတွေချလိုက်လဲဆိုရင်တော့ရှမ်း United ကကျိုးနံပါတ်24ဝင်းသူစာအောင်နဲ့နောက်တစ်ခုအနီကတရိပ်ပေးခံရတဲ့သူတွေပေါ့နော်နောက်တစ်ခုကဒီရန်ကုန် United ကပဲကျိုးနံပါတ်19ရှုံးလက်နဲ့အောင်တို့ကတော့ဒီအနီကတရိပ်ပေးခံလာမှုတဲ့အခါမှာပြဿနာတွေတော်တော်များများဖြစ်သွားတဲ့အတွက်ကြောင့်ပွဲပေရ3ပွဲနောက်တစ်ခုကဒဏ်ငွေရ3သိန်းဆိုပြီးတော့ပေးဆောင်လိုက်ရပါတယ်နောက်တစ်ခုကတော့နောက်တစ်ယောက်ကကြတော့ဒီပွဲကစားပြီးချိန်62မိနစ်ကြော်ကြာမှာဒီရှမ်း United အသင်းရပဲနောက်တစ်ခုကဗာလဲတော်တာနှင်းရယ်နောက်တစ်ခုကဒီရန်ကုန် United အသင်းအားစုစုကြည်တို့ကတော့ပွဲပေရတပွဲနဲ့နောက်တစ်ခုကကြတော့ဒီဒဏ်ငွေရ3သိန်းပေါ့နော်ဒဏ်ငွေ3သိန်းပေးလိုက်ရတယ်အဲ့တော့မြန်မာ woman လေးမှာလည်းရံပွဲလေးတွေတော့စလာပါပြီအဲ့တော့ရန်ကုန် United ကရောရှမ်း United ကရောအနီတိုင်းကကွင်းလေတိုင်းကအနီတိုက်ရိုက်ပေးခံလိုက်ရတဲ့ဝင်းသူစာအောင်ရဲ့ဇွန်လက်ဒီဇွန်လက်နိုင်အောင်လားမသိဘူးအဲ့သူတို့ကတော့ပွဲပရာ3ပွဲနဲ့3သိန်းဒဏ်ငွေရတော့3သိန်းပေးလိုက်ရပြီပေါ့နော်အဲ့ဒီနေရာမှာကဲမြန်မာ woman လေးကတော့ကြမ်းတမ်းစွာဖြင့်ကိုတိုးတက်လာပြီပေါ့နော်ကန်နာတို့နင်းနာတို့အထီကိုတိုးတက်လာတယ်နောက်တစ်ခုဒီနေရာမှာမှထပ်ပြောလိုက်ပါမယ်နော်လာမဲ့အပတ်စဉ်ရှစ်မှာကွင်းတွေပြောင်းထားတယ်နော်အရင်တုန်းကတော့မြန်မာ woman လေးကချမှတ်ထားတာတော့ဒီ8လပိုင်း4ရက်နေ့မှာသူဝနာကင်းလို့ပြောထားပေမဲ့လည်းအခုကတော့ဒီသူဝနာ8လပိုင်း4ရက်နေ့မှာအမျိုးသားအသင်းကြီးပွဲရှိတဲ့အတွက်ကြောင့်မို့လို့ 1USC ကွင်းကို3နာရီခွဲကိုပြောင်းလိုက်ပြီနော် AR fan တွေကိုဒီနားနေထပ်ပြောလိုက်ပြရစီနော်မြန်မာလက်ရွေးစင်အတင်းကြီးကတော့လာမယ်ဩဂုတ်လ4ရက်နေ့မှာအာဆီယံဟွန်တိုင်းဗလာအုပ်စု B ရဲ့တတိယမြောက်ပွဲစဉ်ဖြစ်တဲ့မြန်မာအသင်းနဲ့လာအိုအသင်းတို့ရဲ့ပွဲစဉ်ကိုရန်ကုန်မြို့သူနာကွင်းမှာကန်သွားဖို့ရှိပါတယ်မြန်မာလက်ရွေးစင်အတင်းကြီးကတော့ဒီလာအိုအသင်းကိုနိုင်မယ်ဆိုတာတော့အားလုံးသိပါတယ်အတိုးပေမဲ့ကျွန်တော်ဂိုးပြတ်နိုင်ဖို့ရည်ကြီးပါတယ်ဘာကြောင့်လဲဆိုတော့အရှိမမလေးရှားတို့ထိုင်းတို့ကလာအိုကိုဂိုးပြတ်တွေကြီးပဲတွင်းလာတာပေါ့နော်အနည်းဆုံး၄ဂိုးထိတွင်းလာတာဖြစ်တဲ့တော့မြန်မာလူကြီးတင်တင်းကြီးအနေနဲ့လည်းလာအိုကို၄ဂိုးထိတွင်းဖို့လိုအပ်ပါတယ်၄ဂိုးအထက်လည်းရတယ်ပေါ့နော်ဒါပေမဲ့၄ဂိုးအောက်တော့မရောက်နေဗျဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့အရမတူကိုကကြားချက်တွေရှိတဲ့အတွက်ကျွန်တော်တို့အနေနဲ့တကယ်ကိုဂရုစိုက်ရမယ့်ပွဲဖြစ်ပါတယ်တေချာအေးစိတ်ကန်လို့မရဘူးနော်တကယ် final ပွဲကန်လို့ကန်ရမှာဖြစ်ပါတယ်ဂိုးတွေရရင်ရတဲ့လောက်တွင်းပေါ့နော်ပြီးတော့နောက်ထပ်ပွဲရတော့လာမယ်ဩဂုတ်လ10ရက်နေ့မှာထိုင်းနိုင်ငံမှာထိုင်းအသင်းနဲ့ကန်ရမှာဖြစ်ပါတယ်အဲ့ဒီထိုင်းအသင်းနဲ့ပွဲရတော့တကယ်အဆုံးဖြတ်ပွဲကြီးဖြစ်မှာသိကြပါတယ်ဒါကြောင့်မို့ထိုင်းအသင်းနဲ့ပွဲကိုမြန်မာဘောလုံးပြည်သက်တွေအနေနဲ့ထိုင်းနိုင်ငံပြည်သက်တွေအနေနဲ့ကွင်းထဲထိသွားပြီးတော့တွားရောက်အားပေးစေချင်ပါတယ်ကန်မဲ့ကွင်းရတော့ထိုင်းနိုင်ငံဘန်ကဖီမှာရှိတဲ့ကျွန်တော်တို့ရာဇမင်္ဂလာကွင်းပဲဖြစ်ပါတယ်အဲ့ဒီရာဇမင်္ဂလာကွင်းကိုတချို့ထိုင်းတကားတက်တဲ့လူတွေဆိုလို့ရှိရင်တော့ကွင်းနာမည်ပြောပြီးတော့နေရာပြောပြီးတော့တွားကြပါတော့တော်များများတော့ထိုင်းတကားနိုင်ငံတက်ကြပါရောဒါကြောင့်မို့ဘန်ကဖီမှာရှိတဲ့ရာဇမင်္ဂလာကွင်းကိုတွားပြီးတော့အားပေးစေရင်လည်းလက်မှတ်တွေကတော့ကျွန်တော်လက်မှတ်တစ်ဆောင်ကို600ဖြစ်ပါတယ်ကျွန်တော်အဝူကင်းပြည့်တက်ဖြစ်တဲ့အတွက်လက်မှတ်တစ်ဆောင်ကို600ပေးရတယ်ပေါ့နော်အရင်တော့စီကိန်းတော့ကျွန်တော်လက်မှတ်အလက်ကားဝင်ကြည့်ရတဲ့အတွက်ပြည့်တက်တော်များတယ်ဒါမှမဟုတ်လာမဲ့ပွဲကြတော့လက်မှတ်တစ်ဆောင်600ဆိုတော့ကျွန်တော်အခြေခံလို့သမားတွေအနေနဲ့ကျွန်တော်အနေနဲ့တော့တွားကြည့်ဖို့မဖြစ်နိုင်ဘူးပေါ့နော်ဒါကြောင့်မို့နည်းနည်းပတ်သက်ရှိတဲ့လူတွေနဲ့လည်းတွားရောက်အားပေးစေခြင်းနဲ့မြန်မာလူတွေတင်းကြီးကလည်းပြည့်တက်လူနေတာဖြစ်တဲ့အတွက်သွားပြီးအားပေးစေချင်ပါတယ်ဗျကျွန်တော်တို့ channel ပိတ်သက်တွေကတော့ line ပေါ်ကနေအားပေးမှာဖြစ်ပါတယ်ထုတ်လွှင့်မဲ့ရုပ်သံ line တွေကတော့ကျွန်တော်အာဆီယံ page တွေက Facebook တို့ YouTube တို့ကနေလွှင့်တာဖြစ်ပါတယ်တချို့နိုင်ငံတွေမှာတော့ကြည့်မရဘူးပေါ့နော်ဘန်းရတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ရလေးနေကလည်းကြည့်ရှုရတယ်ပေါ့နော်ထိုင်းနဲ့ကံမဲ့ပွဲဖြစ်တဲ့အတွက်ထိုင်းနိုင်ငံရ TV line တွေဒါမှမဟုတ်လို့ရှိရင် Facebook YouTube က line တွေကလွှင့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့တင်ပြပေးပါမယ်ထိုင်းအသင်းနဲ့မြန်မာလူမျိုးစဉ်တင်ကြီးကံမဲ့ပွဲကိုလက်မှတ်ဝယ်မယ်ဆိုလို့ရှိရင်ကို့မှာအထောက်အထားတစ်ခုရှိရမှာပေါ့နော် passport တို့မဟုတ်ပိုင်းအောင်ကရှိမှသာလေဝယ်လို့ရမှာဖြစ်ပါတယ်ဗျမြန်မာဘောလုံးပြည်သက်တွေကတော့အမြဲတမ်းတာဝန်ကျေပါတယ်ဒါကြောင့်မို့တာဝန်ကျေဖို့လိုတာကတော့မြန်မာလူစဉ်တင်ကြီးပဲရှိပါတော့ဒါကြောင့်မို့ကံမဲ့ပွဲတိုင်းကိုဂရုစိုက်ကန်ပြီးတော့အနိုင်ရအောင်ကြိုးစားပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျကြိုးနေပါတယ်